အင်္ဂါဂျိုဘောကိုလူသားတွေကိုပို့ဆောင်နိုင်မှုပြိုင်ဆိုင်မှုတွေပြင်းထန်လာတာနဲ့မြတ်သိပ္ပံပညာရှင်တွေဟာမစ်ရှင်တွေကိုစူးစမ်းပြီးလှုပ်ဆောင်လာကြပါတယ်။ဒါပေမဲ့လူတွေခံမှန်းထားကြတာက NASA ရဲ့ကြီးမားဆုံးစိန်ခေါ်မှုကတော့ရောင်ခြည်ဖြာထွက်ခြင်းနဲ့အကွာဝေးလို့ထင်ကြပေမဲ့လက်တွေ့မှာတော့မဟုတ်ခဲ့ပါဘူး။တကယ်စိန်ခေါ်မှုကတော့အင်္ဂါဂျိုဘောနေမီတာနဲ့ရှီဘွားအောက်မှာရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။သူလေသနာသေရှာဖွေရေးဖွဲ့တွေကအာကာသယာဉ်မှုတွေရဲ့အသက်ရှင်သန်မှုကိုထိခိုက်စေနိုင်တဲ့အတန်တိတ်ရှင်းချောင်းမှုကိုဖော်ထုတ်တွေ့ရှိခဲ့တဲ့အကြောင်းကိုဒီကနေ့ကျွန်တော်ရဲ့ channel ကနေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ရင်ဆုံးစီစဉ်လေးမစတင်ခင်2စန်းအံ့ဩစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားကြပါအောင်ခင်ဗျာ။အင်္ဂါဂျိုဘောကိုလူသားတွေဆေးလွတ်နိုင်မှုသိပ္ပံပညာရှင်တွေရဲ့မစ်ရှင်တွေကိုပြပြစေမဲ့တန်တိတ်ချင်းချောင်းမှုကတော့စိတ်ရှိတဲ့အင်္ဂါဂျိုအမုံမွားတွေပဲဖြစ်ပါတယ်။ US ရဲ့လေးလာမှုသည့်အရာဂျိုနီရဲ့မြေစီလွှာတွေဟာအာကာသယာဉ်မှုတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာထိခိုက်မှုဖြစ်စေနိုင်ကြောင်းကိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။အင်္ဂါဂျိုဘောမှာအာကာသယာဉ်မှုတွေထိတွေ့နိုင်တဲ့အလားအလာရှိတဲ့အစိတ်တောက်ဓာတ်စင်တွေအများကြီးရှိပါတယ်လို့လေ့လာတဲ့အဖွဲ့ရဲ့ဦးဆောင်သူဒေါက်တာဂျက်စတင်အန်လွန်ကပြောကြားသွားခဲ့ပါတယ်။အဆိုးဆုံးကတော့ဆီလီကာဖုံမုန်းတွေပြင် base နဲ့ nano fat တန်မုန်းတွေပါအဲ့ဒီနှစ်ခုစလုံးကအဆုတ်ကိုဓာတ်ပြုပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂဝေဒနာတွေကိုဖြစ်စေနိုင်ပါတယ်အဲ့ဒီအမုန်းတွေကြောင့်အင်္ဂါဂျိုဘောကိုလူတွေဆေးလွတ်နိုင်ဖို့အတွက်ချိန်ချောက်မှုတစ်ခုဖြစ်နေပါတယ်မာတိန်မုံမွားတွေဟာအဆုတ်တွင်းမှာရှိတဲ့ tissue တွေမှာကပ်နေနိုင်တာပါနောက်ပြီးအင်္ဂါဂျိုဘောမှာပြင်းထန်တဲ့ရာသီဥတုတွေလည်းရှိနေပါတယ်အင်္ဂါဂျိုဟာနှစ်တိုင်းဒေသအလိုက်ဖုံမုန်တိုင်းများတိုက်ခတ်နေတတ်ပြီးသိမ့်မကြခင်မှာပဲအဲ့ဒီမုန်တိုင်းတွေကတပြေးပြေးနဲ့လေထုကိုညှဉ်းညမ်းစေခဲ့ပါတယ်အာကာသယာဉ်မှုတွေအတွက်အသက်ရှင်နိုင်ခြင်းအရန်နေတဲ့စိတ်ရှိတဲ့ဖုံမုန်တွေပါနောက်ပြီးမုန်တိုင်းတွေကလည်းအစိတ်တောက်ဖြစ်စေတဲ့အမုံမွားတွေအတွက်ကြီးမားတဲ့ပံ့ပိုးမှုတစ်ခုလိုဖြစ်နေတာပါတန်ဖုံမုန်တွေနဲ့ထိတွေ့မှုတဲ့အကျိုးဆက်တွေကတော့တောင်မီသွေးလှုပ်သားတွေရဲ့ကြားတတ်တဲ့အဆုတ်ရောင်ယောဂနဲ့စင်တူနေတယ်လို့ဝန်ကရှင်းပြခဲ့ပါတယ်နောက်ပြီးဝန်ကအဓိကပြဿနာကျန်းမာရေးစောင့်ရှောက်မှုပါကီလိုမီတာတန်ပေါင်းများစွာဝေးတဲ့အဲ့ဒီဂျိုဘောကိုတွားရောက်တဲ့သူတွေဖျားနာရင်အကူအညီကမိနစ်နည်းငယ်ပဲအချိန်ရမှာပါအဲ့ဒီဂျိုနဲ့ပတ်သက်ပြီး NASA အနေနဲ့တော့မစ်ရှင်တွေကိုအပြစ်ပြခံမလားဒါမှမဟုတ်လူတွေတွားလာလို့ရအောင်စူးစမ်းနိုင်မလားဆိုတာတော့ချိန်ပြီးစောင့်ကြည့်ရမယ့်အနေအထားတစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့လူကြီးမင်းတို့အနေနဲ့လည်းလူသားတွေကိုအင်္ဂါဂျိုဘောကိုဆေးလွတ်နိုင်မလားဆိုတဲ့ထင်မြင်ယူဆချက်လေးတွေကို comment မှာရေးပေးသွားပါအောင်ခင်ဗျာနောက်ထပ်ကဘာကြီးထဲမှာဘယ်လိုထူးခြားအံ့ဩစရာအကြောင်းအရာတွေကိုချဖွေတင်ဆက်ပေးသွားအောင်လဲဆိုတာစောင့်မျှော်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe နဲ့ဒီခေါင်းလောင်းလေးနှိပ်ထားခဲ့ကြပါအောင်ခင်ဗျာ